လာပါကျွန်တော်ချက်မှာ PE အခင်းနဲ့ Ecan လောက်လာပါလေစိုက်ပျိုးရေးတောင်းမှုပါစိုက်ပျိုးရေးဖျော်စဉ်ရေလောင်းမှုဒီမှာဘူးစီရေလောင်းမှုဘူးစီမှာလောင်း PE ခင်းဒါနေ့အမခံတယ်ဗောနော်နေပူတန်နှစ်ဆခံတယ်တဲ့ PE ခင်းတော်တော်လေးထူတယ်နော်ဒီခင်းတချို့တော့3သိန်းဖိုးထားပါလေစိုက်လေထဲမှာတုံးစိုက်ခင်းတုံးနဲ့တုံးဝင်နော်ဒီဝဲလွယ်ပဲလောက်ပါကျွန်တော်ချမ်းကြီးကန်နေတော့လောက်ရတာနေ့စီပြီPEခင်းဒီတွေ့ကောင်းတယ်ဒါးရကြည့်တော့ဒါးထုနေနော်မထိုးမှာပေါ့ပါကောင်းကကပါဖားကကမွေကကနာဘောကကမပေါ့နော်နည်းအမခံပြီရလူချင်းရင်ကျွန်တော်ကောမန့်မှာရေးခဲ့ပါကျွန်တော်လမ်းညွှန်ပေးမယ်ကုန်ကြစိတ်တက်တာတယ်နော်ကြည့်တော့လောက်ပါလားနေပူတန်နှစ်ဆခဏနော်နေပူတန်နှစ်ဆခဏတယ်ကိုချမ်းမှာတွင်းပင်ပြက်စပြိုးကြီးတော်အဆင်ပြေတယ်နော်ဒီမှာနော်ဒီမှာရေပြူဟင်းရဟင်းကြီးရေပြူအလုံးကျေးဇူးပြုတော့အလုံးကျေးဇူးတင်ပါတယ်